ဒါကဝတ်သားနဲ့ခရမ်းဒီနဲ့ဒါကပဲဒီဟင်းရေဒါကငပိအောင်ငပိကိုထမင်းဦးထဲမှာအုံထားတာပြီးတော့ဒီမှာစားဖို့ခေါ်လာတာအမစားကြမယ်ဝိုင်းစားကြမှာပေါ့နော်ဒီမှာဒီလိုမျိုးမလုပ်ရဒီလိုထိုင်တိုက်ခောက်ထွက်နေဒီဆန်းဆန်းလေးထိုင်စားမယ်အဲ့ဒါမှဆရာမလှတယ်လို့ပြောခံမယ်နမစကြိုင်းလေးဆိုဆရာမဝါလိုက်တာဘိုက်ခေါက်နေလို့ပြောစားမစားပဲအချိန်ရပြီတော့ရက်ထားလိုက်အောင်ကြိတ်ကွာဟာတာအစီစားလားစားရှိဘူးတမအစီစီမရှိဘူးတဲ့ငါတော့စီပဲကြိုက်တာတယောက်တော့အစီပဲကြိုက်တာဝါမဝင်ခင်အသားစားထားတာ ဝါဝင်လေးချောင်းဖြတ်မယ်ဝါဝင်လေးချောင်းဖြတ်မယ်နှစ်ချောင်းပဲစားတော့မင်းနှစ်ချောင်းကဘာလဲဆိုလူသားအဲ့လိုမှန်းတည်ရင်ခရမ်းတီးပူချက်တယ်စားကုန်ထက်မုံညင်းချင်အောင်မင်းစားဒူးထောင်မစားအောင်နော်ကျမကြဒူးထောင်ကျမဘိုက်ထောက်ထွက်နေလို့ပြတ်တော့မြင်ပါသေးမုံညင်းချင်ထဲစားအားမနာနဲ့အမေရှိတော့စား မရှိတော့စားမရှိတော့ငါလိုပဲလိုက်ညက်ကြဒါတင်အေးပြက်ခန်းဒီအောင်ရခေးပေးရတယ်ငါငယ်ခေးပဲပဲကလေးပြခန်းဒီကလေးပြပဲဒီမမီလည်းကောင်းတယ်နော်ကောင်းမချက်ဒီခွန်းရဟဲ့ဒီတော့မှပြောထားတာဟိုကလေးတွေလေချက်ဒီခွန်းနေတာခန်းလို့ရတယ်တေးပြီလားတေးပြီလားတေးရမှာတေးကျုံနေအမေပြောတာနော်ပြောဟဲ့တော့ဘာမလဲရေးပြီတေးပြီလားငါတို့တစ်ခါတယောက်တကောင်နော်တည်သွားနော်ချက်ခွလို့လေချက်ခွလို့တည်ရချက်ဖားရခွန်းဆရာမလည်းချက်တူထန်ကြရဟိုတန်းနေရလေဆရာမစားလိုက်အောင်နဲ့တို့